ထထထွန်းနေတိုင်းပြောပါတယ်နံပါတ်9စဉ်းစားပြီးမှပြောပါလုပ်ပါတခုခုမပြောခင်မလုပ်ခင်အရင်စဉ်းစားပါစဉ်းစားမနေပဲပြောမိလို့အမှားအယွင်းဖြစ်ခဲ့ရတာအချိန်ပေါင်းမနေတော့ပါဘူးနောက်မှငါမှားသွားတယ်လို့တွေးမိတော့တာအဲ့ဒီအခါကျတော့နောက်ကျသွားပြီတခါတလေကိုကဘာရဲ့မဟုတ်မစဉ်းစားပဲအမတ်တမဲ့ပြောမိလုံးမိတာကကုံနားမှာရှိတဲ့သူတွေကိုစိတ်ထိခိုက်သွားစေတယ်ဆက်ဆံရေးတွေမကောင်းတော့ဘူးဖြစ်တတ်တယ်ဒါကြောင့်ပြောစရာဆိုစရာရှိတဲ့အခါဖြစ်စေတခုခုဆုံးဖြတ်စရာရှိတဲ့အခါဖြစ်စေဘာမှမလုပ်ခင်စိတ်အေးအောင်ခေါင်းအေးအောင်အရင်ဆုံးလုပ်ပါဦးအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးရင်ဖြည်းဖြည်းချင်းထုတ်လိုက်10ခါလောက်ထိလုပ်ပါအသက်ရှူသွင်းရှူထုတ်လုံးနေချိန်မှာအာယုံကကိုယ်ခန္ဓာနဲ့ကိုယ်စိတ်မှာပဲစူးစိုက်ထားပါဒီလိုကိုယ်ခန္ဓာနဲ့ကိုယ်စိတ်ကိုသတိနဲ့စူးစိုက်တဲ့အချင်းရှိတာဟာအင်မတန်အကျိုးများပါတယ်ပြီးမှငါအကောင်းဆုံးဘယ်လိုလုပ်နိုင်လဲစဉ်းစားပါအကောင်းဆုံးဖြစ်သွားအောင်ပဲစဉ်းစားပါဘာကြီးဖြစ်နေနေကိုယ့်အတ္တကိုယ်မာနကိုယ်ဒေါသကိုရှေ့တန်းမတက်ပါနဲ့ဒီလိုကောင်းအေးနဲ့စဉ်းစားပြီးမှပြောချင်းလှုပ်ချင်းအပြင်ကိုရောကိုနားမှာရှိတဲ့သူအားလုံးရောတောက်ပတဲ့နေလေးတွေပျော်ရွှင်ရတဲ့နေလေးတွေရသွားအောင်လုပ်ယူနိုင်ပါတယ်မစဉ်းစားပဲအလင်းစလို့ပြောမိလုံးမိတာမျိုးကိုမဖြစ်အောင်သတိထားပါကိုယ်စိတ်ကိုစောင့်ရှောက်တာဟာဘဝမှာတွက်ချေအခိုက်ဆုံးအလုပ်ပါနံပါတ်8ငှက်တန်လေးတွေနားထောင်ပါမိုးလင်းပြီဆိုတာနဲ့တက်ကြွနေတာကတော့ငှက်ကလေးတွေပါပဲသူတို့တက်ကြွနေတာနဲ့ပဲကိုယ်ပါတက်ကြွလာတယ်ငှက်ကလေးတွေဟာတော်တော်ကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်ကြတယ်သူတို့ဘာသာတဘာဝအတန်လေးတွေထဲမှာစိတ်အားထက်သန်မှုတွေကြားရတယ်မနဲ့အိယာတုံးတာနဲ့အရင်ဆုံးငှက်တန်လေးတွေနားဆွင့်ကြည့်ပါနားထောင်တဲ့အခါရှင်ထဲဟာချစ်တတ်တဲ့စိတ်ကလေးနဲ့နားထောင်ပါဂျိုးဘူရန်ဆိုအလွန်အေးချမ်းပါတယ်တချင်းဆိုတတ်တဲ့ငှက်ကလေးတချင်းဆိုပြီးဆိုရင်တော့မပြုံးမဲကိုမနေနိုင်ဘူးစွာလွန်းလို့နားမခံတာဘူးလို့ပြောယူပါတဲ့ဇယက်ငှက်ရဲ့အတန်တော်မှတေးသေးချာချာနားထောင်ရင်အားမှန်အပြည့်ရှိနေတယ်ချီကန်ကြီးအားနဲ့အော်နေတန်ကြားရင်လည်းမနစ်သက်တဲ့စိတ်ဖြစ်မသွားပါနဲ့သူ့ဘဝသူတတ်သည့်အပြည့်နဲ့နေနေတာပါလားလို့အကောင်းမြင်ကြည့်ပါကို့မှာနားကောင်းလို့ကြားရတယ်မျက်စိကောင်းလို့မြင်ရတယ်မွေးရပါနားမကြားမျက်စိမမြင်ရတဲ့သူတွေဘယ်နဲ့များနေပါမလဲဒါကြောင့်ကိုကြားရတာမြင်ရတာကိုဝမ်းသာပါနော်အိယာထဲမှာငှက်တန်လေးတွေနားထောင်ရင်တမိနစ်လောက်အချိန်ပေးပြီးမေတ္တာပို့ပါခုကိုလည်းမေတ္တာပို့ပါတနေ့တာကိုစလိုက်တဲ့နုံနုံချင်းမှာချစ်တဲ့စိတ်မေတ္တာစိတ်ဂရုဏာစိတ်တွေနူးညံ့တဲ့စိတ်တွေဖြစ်လိုက်ရတယ်တနေ့တာကိုဒီလိုစလိုက်ပြီးဖို့အင်မတန်အရေးကြီးပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကြည်နူးပျော်ရွှင်တတ်တဲ့သဘာဝလေးကိုနေ့စဉ်ပြုစုပါမနက်စောစောကငှက်ကလေးတွေအားတက်တရောဘာပြောနေလဲနားထောင်ပါဘဝကိုအားတက်တရောနေဖို့အပြင်တခြားဘာမှရှိသေးလို့လဲ